ဗီယက်နမ်နိုင်ငံမှာရှိတဲ့ college မှာဂျပန်စာမေဂျာယူရင်းနဲ့ကျောင်းတက်ရင်အလုပ်လုပ်လို့ရမယ်ဆိုရင်စိတ်ဝင်စားလား။ကျောင်းပြီးတော့ရင်လည်းဂျပန်နိုင်ငံကိုကျောင်းသားမဟုတ်အလုပ်ကိုင်နဲ့ဆက်ချွိုင်းလို့ရမယ်ဆိုရင်ဟုတ်ပါတယ်ဒီကျောင်းလေးကိုတက်ရောက်ချင်တဲ့သူတွေကတော့အနည်းဆုံးအသက်က18နှစ်ကနေပြီးတော့25နှစ်ချီဖြစ်ရပါမယ်ပြီးတော့မြန်မာနိုင်ငံမှာအထက်တန်းအောင်ထားရမယ်ဂျပန်စာအောင်လက်မှတ်ကတော့ N5 အောင်ပြီးသား N4 လေ့လာနေစေလူတွေဖြစ်ရပါမယ်အဲ့ပြင်ကုန်ကျစရိတ်တွေအနေနဲ့ကတော့ကျောင်းလာခကတစ်နှစ်စာအဆောင်လာခက3လစာပြီးတော့လေရင်စရိတ်တွေဗီဇာစရိတ်တွေအပါဝင်မှာတစ်နှစ်လုံးမြန်မာငွေ300ဝန်းကျင်လောက်ပဲကုန်ကျမှာဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကကြတော့ဒီလိုမျိုးပေါ့နော်ဂျပန်နိုင်ငံကို language school နဲ့ reject ထိထားတဲ့ကျောင်းသားတွေနောက်တခြားဗီဇာနဲ့ reject ထိထားတဲ့ကျောင်းသားတွေလည်းရှောက်လို့ရတယ်သူကလာစင်ခေါ်ယူနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားပြည်တာနဲ့ပေါ့နော်ကျောင်းတန်းတက်လို့ရတဲ့ college ဖြစ်တဲ့အတွက်ကြောင့်မလို့မပြီးတော့အချိန်ကုန်လဲတက်တာတယ်ဗီဇာရဖို့လည်းမြန်နေပေါ့နော်အဲ့တော့ဒီကျောင်းလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဲဆိုရင်မပြီးတို့ရဲ့မိုးဂျပန်စာသင်တန်းကျောင်းကိုလူကိုယ်တိုင်ဖြစ်စေဖုန်း3999995989ဖုန်းဆက်ပြီးတော့ပဲဖြစ်စေအသေးစိတ်လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်